လောက်ကင်နေအစီမပြေလို့ညီးတွားမနေပါနဲ့ကျွန်တော်လက်ဆောင်ရရပေးပါမယ်ဒီရရဂမ်ဘီရနီးဖြစ်ပါတယ်ဒီရရကိုလှုပ်ချင်းအဖြစ်အလောက်ကင်ခွန်လန်းကောင်းနေအကြံစီကောင်းနေပေါ်ပေါက်လာပါလိမ့်မယ်ဒီနေရာမှာပြောချင်တာကတချို့သောကန့်လန့်မှန်းတဲ့သူတွေရှိဒီရရကိုလှုပ်လိုက်လို့အလုပ်တွေတကယ်ရမှာလားဒါဆို BK တို့ရောဒီရရလှုပ်လို့ချမ်းသာလာလားစသဖြင့်အမေကွန်းထုတ်စရာရှိတယ်သို့တော်လည်းပဲကျွန်တော်တို့တွေကကံဉဏ်ဝရိယတွေနဲ့ပေါင်းဆက်ပြီးတော့လူပုံကိုရောက်လာတာဖြစ်တဲ့အတွက်ကိုလှုပ်တယ်ကံနေအားနေလို့ဉာဏ်နေကောင်းတယ်ဒါပေမဲ့ကံနေအားနေလို့အလုတ်ကင်နေအရှင်မပြေဘူးဆိုရင်တော့မှကံအခွင့်လန်းနေပွင့်မှုဂမ်ဘီရနီးလေးကိုကျွန်တော်ပေးသွားမှာပါဒါကိုတတိချာချာလှုပ်ပါကဲကျွန်တော်မိတ်ဆွေတွေမခတ်ပါဘူးဘာလောက်ကမှလဲလို့မေးတော့ရှေ့ဦးစွာပကံများတစ်ချက်လိုပါတယ်အဲ့ဒီပကံများလေးတစ်ချက်ထဲမှာ6တောက်ကျယ်ကိုဆွဲပါ6တောက်ကျယ်ကဘယ်လိုဆွဲရတာလဲလို့မေးရင်3ကန်2ထပ်အပေါ်အောက်ဆင့်လိုက်6တောက်ကျယ်ဖြစ်ပါတယ်6တောက်ကျယ်ရဲ့အလဲကောင်မှာမိမိရဲ့နာမည်ကိုရေးပါပြီးတဲ့ခါကျရင်လောက်ကင်ခွန်လန်းပွင့်ပါစေဆိုပြီးတော့ရေးမယ်ပြီးပြီဆိုလို့ရှိရင်တောတန်2ချောင်းလိုပါတယ်တောတန်ဆိုတာကတောကလောက်မဟုတ်ပါဘူးအတန်မှာတောကိုဖွင့်တဲ့အတန်လေးပါအဲ့တောတန်2ချောင်းလိုတယ်တစ်ချောင်းမှာကမိမိရဲ့နာမည်ရေးပါနောက်ထပ်တစ်ချောင်းမှာကအလောက်ကင်ခွန်လန်းပွင့်ပါစေဆိုပြီးတော့ရေးမယ်ရေးပြီးသွားတဲ့အခါကျလို့ရှိရင်အဲ့တောတန်ကိုခုနပကံပြားလေးထဲမှာရှိတဲ့6ထောက်ကျရဲ့အလဲကောင်မှာကြက်ချေကတံပုံစံလေးဒီလိုလေးချလိုက်ပါပြီးသွားတဲ့အခါကျရင်အဲ့တောတန်ကြက်ချေကလေးအပေါ်ကနေပြီးတော့ဖျောင်းနိုင်အနီရောင်ကိုထွန်းပါထွန်းတဲ့အခါမှာအာရဟံသိဋ္ဌိဆိုတဲ့ဂါထာကို18ခေါက်ရွတ်ပြီးတော့လိုရာကိုတိုင်တယ်ပါတချို့သောနေရာတွေမှာဖျောင်းနိုင်အနီရောင်မရဘူးဆိုရင်ဖျောင်းနိုင်ကိုနှခမ်းနေလေးပပလေးတုပ်ပြီးတော့ထွန်းပါ4ရက်စက်တိုက်မီးထွန်းပါနော်တနေ့ကိုတစ်ချိန်4ရက်ထွန်းဘယ်နည်းကစလုပ်ရမှာလဲလို့မေးရင်မိမိအဆင်ပြေတဲ့ချိန်ကနေစပြီးတော့လုပ်ပါခမညာဒါဆိုရင်ပို့ပြီးတော့အခွင့်အလမ်းကောင်းတွေပွင့်လာပါလိမ့်မယ်ဒီလိုမျိုးလှုပ်လိုက်ခြင်းအဖြစ်ပိတ်ပင်နေတဲ့အလုပ်တွေတားဆီးနေတဲ့အလုပ်တွေအကောလုံးပွင့်ပြီးတော့ကိုယ့်ကိုကူညီပေးတဲ့သူတွေကကိုယ်အလုပ်ရှာပေးတဲ့သူတွေဒီလိုလူမျိုးတွေနဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျရင်လောက်ကင်သမျှကြံစီတွေလည်းအောင်မြင်ပါအောင်မယ်ထပ်ပြီးတော့ပြောရအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေဒီရရာကိုလှုပ်တဲ့အခါမှာမိမိအိမ်မှာရှိတဲ့ဖက်နှက်မစည်းကျင်တဲ့ဖက်နှက်အဟောင်းတရံကိုမီးစတီးရှို့ပြီးတော့စွန့်ပစ်ပေးပါအဲ့လိုမျိုးအညံ့တွေကိုစွန့်ပစ်လိုက်ခြင်းအဖြစ်ကံလန်းချောင်းနေပွင့်ပြီးတော့အလောက်ကင်နေဟူသမျှအားလုံးအောင်မြင်သွားမှာဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေများအကျိုးထူးပါစေအောင်မြင်ပါစေပျော်ရွှင်ပါစေဗျာ